အဲ့ဒါကဒီလိုမျိုးသူ့အစွမ်းကြောင့်ပါနော်စပင်းလေးကျွတ်တာမှာတဲ့အရန်မဲတဲ့ခေါင်းတောင်မဖိရတော့ဘူးတဲ့အခုတော့တကူးတောင်မကုန်ဘူးတဲ့ကြိုက်တယ်အရန်တဲ့ဒါဘာကိုပြောတာလဲဆိုလို့ရှိရင်လင်းလက် hair series တစ်ဆက်ကိုပြောတာဖြစ်ပါတယ်ဒါလေးကတော့မမမူပေါင်းစီလေးပေါ့နော်ဒီပေါင်းစီကလုံးဝခက်မိခင်မပါဘူးတဘာဝစစ်စစ်ထုတ်ပေးထားတာဖြစ်တယ်ကလေးအသက်6လနေစပြီးတော့လိမ့်လို့ရတဲ့ပေါင်းစီလေးဖြစ်တယ်အရန်ကြိုက်ကြတယ်နော်အမျိုးသားတွေလည်းကြိုက်တယ်သူကသပင်ကိုဖြူချင်းကိုနှောင့်နေစေတာပေါ့နော်အဲ့ဒီအတွက်အမျိုးသားတွေလည်းရမ်းကြိုက်တယ်အမျိုးသမီးမှကြိုက်တာမဟုတ်ဒါကြောင့်မမမူတွေရဲ့ဒီလင်းလက်ပေါင်းစီကအရန်ရောင်းအားကောင်းသောပေါင်းစီဖြစ်တယ်ပေါ့နော်အဲ့တော့အရင်ဆုံးစီလိမ့်မှာဆိုလို့ရှိရင်ခေါင်းလျှော်ကန်ဒီလိုစီလိမ့်မှာဆိုလို့ရှိရင်ဘီးရင်ဖိထားပါနော်စီလိမ့်ပြီးမှမဖိနဲ့စီလေးပြီးမှဖိရင်တခါတလေကျတော့ပိုကျွတ်တက်တယ်နော်အရင်ဆုံးခေါင်းကိုအရင်ရှင်းထားပါခေါင်းကိုရှင်းပြီးပြီဆိုမှကျမတို့စီလေးနဲ့လိုက်ပြီးတော့ထည့်မှာဖြစ်ပါတယ်ပေါ့နော်ဒီဒါလေးကကြတော့သပင်ကျွတ်တက်တာတယ်နောက်တစ်ခုကကြတော့ကျွတ်သွားတဲ့နေရာတွေမှာချက်ချင်းပြန်ပေါက်နိုင်တယ်ပေါ့နော်အဓိကအဲ့ဒါလူမှာတက်တန်းရှိတယ်လို့သပင်မှာလည်းတက်တန်းရှိတယ်သပင်တွေကလည်းကျွတ်တက်တယ်သူ့ရဲ့တက်တန်းကုန်ရင်သပင်ကျွတ်မှာနော်အဲ့တော့သူ့ရဲ့တက်တန်းကုန်ရင်သပင်ကျွတ်မှာဖြစ်တဲ့အတွက်ကျွတ်သွားတဲ့နေရာတွေမှာအပေါက်ပေါက်တွေဖြစ်မနေဘူးချက်ချင်းသပင်ပြန်ပေါက်ဖို့ကအဓိကသပင်ကိုဥယျာဉ်ကို nourish ပေးရတယ်ပေါ့နော်အဲ့ဒီ nourish တွေကဒီထဲမှာအပြည့်အဝထည့်ပေးထားတယ်ကျမတို့ကတော့တဘာဝကိုပဲအားကြတယ်တဘာဝကိုကြိုက်တဲ့လူတွေပဲသုံးပေါ့နော် chemical မပါဘူးဒီထဲမှာ chemical လုံးဝမပါဘူးကျမတို့ဟိုရခင်မင်းများလက်ထက်ကလေးရတယ်ကျမတို့အုပ်စီလင်းရတယ်နောက်တစ်ခုကကြတော့ဒီကြိတ်မှန်ရွက်ပေါ့အရန်ကောင်းတဲ့ကြိတ်မှန်ရွက်တွေပါတယ်ရှားတောင်းလက်ပတ်တွေပါတယ်ဇီးဖြူသီးပါတယ်မလကာရွက်သပင်ကျွတ်တက်တာစီဖို့ရတော့မလကာရွက်တွေလည်းကျမတို့ထည့်ပေးထားတယ်တဘာဝအတိုင်းပဲနော်တဘာဝအတိုင်းပဲနောက်တစ်ခုလက်ဖက်စီပါမယ်တန်လွင်စီပါမယ်ဗီတာမင် E ပါမယ်ပေါ့အဲ့လိုလေးစပင်လေးကိုမလိမ့်ခင်မှာအရင်ရှင်းပေးထားအုံးစီပေါင်းစီလေးထည့်ပြီးသွားပြီဆိုရင်တော့ဒီတိုင်းလေးပဲစပင်လေးကိုခွာညက်ထည့်ညှက်ထားပဲဖြစ်ဖြစ်ဟိုဟာကိုထုံးထားတာပဲဖြစ်ဖြစ်လှုပ်ထားလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဒါလေးကိုဥယျာဉ်ပြားတဲ့အထိရောက်အောင်ဒီလိုလေးထည့်လိုက်ရင်ပြီးသွားပြီဒါဆိုပြောရမယ်ဆိုရင်လက်မပေးတော့ဘူးပေါ့နော်စပင်ပါတဲ့လူတွေအတွက်ကြတော့အဆင်ပြေတယ်ဒီလိုလေးထည့်လိုက်တယ်ဆိုရင်မမမို့လို့ကြတော့စပင်ထူတယ်ထူတော့လက်မပါလို့မရဘူးเนาะဒါလေးဆိုရင်ဘူးလေးကနောက်ကနေညှစ်ထည့်လိုက်ပြီးဥယျာဉ်တွေကိုရောက်သွားပြီဒီနားကကြတော့အဆင်ပြေတယ်เนาะအဲ့တော့ခွဲချောင်းရာလေးတွေဆိုရင်လည်းတခါတည်းမထားနဲ့ခွဲချောင်းရာလေးတွေကိုခွဲချပြီးတော့ပေါ့เนาะအခုဒီနေ့ဒီနားခွဲတယ်ဆိုနောက်တစ်နေ့ဒီနားခွဲအဲ့လိုမျိုးလေးတွေလုပ်ပေးလို့ရတယ်ဘာလို့လဲဆိုတော့တချို့ကြတော့အဲ့ခွဲချောင်းရာနေရာတွေကသပင်တွေရမ်းကျွတ်တက်ကြတယ်လေမျိုးသမီးမှန်တယ်များသိတဲ့နဲ့သပင်ကိုခွဲချောင်းရာကိုတခါတည်းတနေရာတည်းမထားနဲ့ဒီတလဒီလိုလေးခွဲရင်နောက်တလကျနောက်တလူခွဲပေါ့သပင်လေးမမမူကကြတော့အုံလုံးသိန်းတာများတယ်နော်သပင်ခွဲချောင်းလောက်တာတဲ့ဆိုင်အုံလုံးသိန်းတာများတယ်အဲ့လိုလေးတခြားလေးဖိပြီးတော့မှဆွဲပေးပေါ့နော်ဒါဆိုရင်ကျွတ်သွားတဲ့နေရာတွေမှာချက်ချင်းပြန်ပေါက်တယ်သပင်ဖြူကိုနှောင့်နေတယ်နော်နောက်တစ်ခုကကြတော့သပင်ပါတဲ့လူတွေသပင်ထူလာတယ်ပေါ့နော်တိတာတဲ့သပင်တွေပြန်ပေါက်မပေါက်ဆိုတော့မမမူလို့ခေါင်းနေဆိုလို့ရှိရင်မမ